ဘာချိန်လဲကိုဘာချိန်လဲ2ပြီးတော့ဘာချိန်ရမယ် 3 4 2ခုဘာချိန်ပြီးသွားပြီ 2ချိန်ပြီးပါ 2ချိန်ပြီးသွားပြီနောက်လည်းဘာဘယ်လုံးချိန်ရမှာ 4ချိန်ရ 4ချိန်ရမှာဘာလို့4ချိန်ရမှာစောင်းဝဲကန်းရောက်နေအီဇောဘရင်ငါဘယ်လိုလုပ်ခိုင်းတာဘာကြည့် ဒီတော့ပါကြည့် အီဇောဘဖင်ထောင်နေအောင်ကြည့်ဘယ်အီဇောဘဖင်ထောင်နေကြည့်ကြမသိရင်တက်တော်တဲ့လူတွေကမေးခိုင်းမှာမင်းအဲ့ကောင်မသိဘူးလား နံပါတ်4 နံပါတ်4ဘာလုပ်လဲ ဖင်ထောင်းဖင်ထောင်နေအဲ့ဒါဘာချင်းရမှာနံပါတ်4ဖင်ထောင်နေ 4ချိန် ဟာနံပါတ်4ဖင်ထောင်နံပါတ်4ချင်းရမှာလားလို့ 1 3 ဘာချင်းမလို့ပြောစဉ်းစားသားကွာကဲအဲ့လိုမျိုးငါလည်းကွက်ကြက်ကြက်မီးတာငါမရှိတဲ့ချိန်ကျရင်ပလူပလူနဲ့ပြောတဲ့ကောင်စားရီ3ချိန် ဘာလို့3ချိန်မှာ 4ပြန်ရအောင် ဘာလို့ဖိုးပြန်ရမှာတော့ 3ပြန်ရအောင် ဟာဘာလို့3ပြန်ရမှာတော့ပြောဘာရင်နော် တာတီးပြီ ဒါတိပြီပြော1 3 3 4 4 2 2 ပြီဘယ်ပြန်ရအောင် 1 အေး 1 3 4 2 အေး 1ပြန်ရအောင် ဝမ်းပြန်ရမှာသိကြလား ဒီကြ သိကြရဲ့ဟုတ်နော်ဟုတ်လားမသိဘူးသူကလက်မကြည့်ထားလိုက်ဒါလှည့်ပြီးသွားပြီဆိုတော့ပြန်ချိန်ဘာချိန်မှာဘာချိန်မှာတော့ အချိန်မှလည်းဆိုတော့4ချိန် လာရင်ဖိုးချိန်မှာ 1 3 4 2 2ပြီးတော့3ပြန်ချိန် ဘာလို့3ပြန်ချိန်မှာတော့လို့ 1 3 4 2 အေး2အကုန်ကုန်ဝိုင်းလေ1 3 4 2အကုန်ကုန်ဝိုင်းမဟုတ်လား အဲ့ဒါ1 အေး1 အဲ့ဒါ1ပြန်ရောက်တော့ 1ပြန်ရောက်သွားနောက်နေမေးမေးပြီးတော့မျက်နှာမသိခင်မေးမေးပြီးတော့ထုဒီတိုင်းတော့မရတော့ဟာလေဦးလေးကောင်းအောင်လို့ဘာလို့ရလဲနာနာရိုက်ပေးရတယ်အမှတူရှိရတူနဲ့ရိုက်တော့အဲတူနဲ့ချတော့မှာချိန်တေချာချိန်စမကြကြတိတိကြကြချိန်ဒီချိန်မှာအစာကောင်းမှအနှောင်းသေးကြကြီးတဲ့ဒီမှာတူလို့ရှိရနော်တူယူပြီးတော့ထုတကယ်ထု